Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာဖုံးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့တကဘာလုံးမှာလည်းအသေးအပြောက်များပြီးတော့မှမြန်မာနိုင်ငံမှာလည်းတစားထက်တစားပိုးပြီးတော့မှဖြစ်များလာတဲ့ယောဂတစ်ခုကြောင့်ကိုကျွန်တော်ဒီနေ့ပြောမှာဖြစ်ပါတယ်အဲ့ဒါကဘာယောဂလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဓိကအရေးကြီးဆုံးခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဖြစ်တဲ့နှလုံးယောဂပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ရဲ့နှလုံးอ่ะပေါ့เนาะခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းအင်္ဂါအစိတ်ပိုင်းတွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုနှလုံးယောဂရလာပြီဆိုလို့ရှိရင်အရန်ကိုမှဂရုစိုက်ရပါတယ်အရန်ကိုမှလည်းအရေးကြီးပါတယ်ဆေးရည်လည်းပုံမှန်တောက်ဖို့လိုပါတယ်ခွဲစိတ်တင်ရင်လည်းခွဲစိတ်တင်ပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်ကနေပြီးတော့မှဒီဗီဒီယိုမှာဒီနှလုံးယောဂနဲ့ပတ်သက်ပြီးတော့မှသိနိုင်မယ်အချက်၅ချက်ကိုကျွန်တော်ဒီဗီဒီယိုမှာတည်တည်ချာချာလေးပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးသိချင်တယ်ဆိုလို့ရှိရင်เนาะဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြအောင်ပထမဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ရင်ဘတ်အောင်တယ်ရင်ဘတ်အောင်တယ်ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ရင်ဘတ်ဆိုတာကနေရာအများကြီးပဲဒါပေမဲ့နှလုံးကြောင်ဖြစ်တဲ့ရင်ဘတ်အောင်တာကဘယ်လိုနေရာမျိုးတွေမှာနားတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီရင်ဘတ်ကရင်ညွန်ရိုးအလဲတက်တဲ့ဒီအလဲတက်တဲ့မှာနာတတ်ပါတယ်ပြီးတော့ဒီလိုနာတာကလည်းကျွန်တော်တို့ဘယ်လိုမျိုးပုံစံနဲ့နာလဲဆိုလို့ရှိရင်တခုခုကိုရင်ဘတ်ပေါ်မှာဖိထားသလိုဆွဲဆုပ်ထားသလိုအဲ့လိုမျိုးနာတာနဲ့နာတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နာတာကဒီနေရာမှာလည်းမဟုတ်ဘူးတခြားကြောဘက်တွေအထိအောင်ပြီးကြောနဲ့ရင်နဲ့ညှက်ပြီးနာတာဒါမျိုးလေးတွေလည်းကြုံရပါတယ်ပြီးတော့တခုထူးခြားတာကသူ့ရင်ဘတ်အောင်တာကဒီကျွန်တော်တို့မေးရိုးတွေဒီပခုံးတွေဒီလက်ပြင်ဒီလက်မောင်းရိုးအောက်တွင်းသားတွေအနားတွေထိပြန်ပြီးတော့ကိုအောင်နာတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ shortness of breath လို့ခေါ်တဲ့အသက်ရှူမဝတာဖြစ်ပါတယ်မောတာပေါ့နော်ကျွန်တော်တို့မောတာလို့ခေါ်တာပေါ့မောတာကကျွန်တော်တို့ဘယ်လိုမောလဲဆိုလို့ရှိရင်ဒီနှလုံးယောဂရဲ့အဆင့်ပေါ်လိုက်မူတည်ပြီးတော့မှကျွန်တော်တို့မောမှာဖြစ်ပါတယ်ဒီမောတာကတော့ကျွန်တော်နှလုံးယောဂမှာမဟုတ်ဘူးဒီကျန်တဲ့အဆုပ်ယောဂတွေတခြားသောတွေ့ရနေတဲ့ယောဂတွေမှာလည်းမောကောင်းမောနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့နှလုံးယောဂမှာမောတာကြတော့ဘယ်လိုမျိုးမောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရိုးနေနဲ့မောတာမျိုးလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ဒီလှဲအိတ်လိုက်လို့ရှိရင်မောလာပြီးတော့မှလှဲမအိတ်နိုင်တာမျိုးရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ညဘက်အိတ်နေတဲ့အချိန်မှာမောလို့ဆိုပြီးတော့မှကျွန်တော်တို့ရုတ်တရက်ထထိုင်လိုက်ရတာမျိုးရှိတယ်ဒီလိုအချက်ကလေးတွေနဲ့မောလို့ဆိုရင်တော့ကျွန်တော်တို့နှလုံးကြောင်ဖြစ်တဲ့မောတာဆိုပြီးတော့မှကျွန်တော်တို့ယူဆလို့ရပါတယ်နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖောတယ်ဆိုတဲ့နေရာမှာဖောရောင်တာပေါ့နော်ကျွန်တော်အရင်ဗီဒီယိုမှာလည်းဖောရောင်တဲ့အကြောင်းကျွန်တော်ပြောခဲ့ပြီးသွားပြီသိချင်တယ်ဆိုလို့ရှိရင်เนาะအရင်ဗီဒီယိုလေးကိုကျွန်တော်ဒီအောက်မှာချပေးထားတယ်ပေါ့နော်အဲ့တော့ဖောတယ်ဆိုတဲ့နေရာမှာလည်းခြေထောက်တွေဖောရောင်တာရှိတယ်မျက်နှာတွေဖောရောင်တာရှိတယ်ကျွန်တော်ဗိုက်တွေဖောရောင်တာရှိတယ်ဒီနှလုံးကြောင်ဖောတာကဘယ်လိုမျိုးဖောတာလဲဆိုတော့ကျွန်တော် dependent edema လို့ခေါ်တယ်သူ့ရဲ့အနေထားပုံမူတည်ပြီးတော့မှဖောတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဥပမာမတ်တက်ရက်လမ်းလျှောက်နေတာလမ်းလျှောက်တဲ့အချိန်မတ်တက်ရက်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင်ခြေထောက်တွေကဖောတယ်ပြီးတော့ကျွန်တော်တို့အိတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကြောဘက်ဒီတင်မဆုံရိုးပေါ့နော်တင်မဆုံရိုးအောက်ပိုင်းနောင်နာဖောတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဖောပုံဖောနေနဲ့ဖောလို့ရှိရင်เนาะဒီဖောတာကနှလုံးယောဂကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့မှယူဆလို့ရပါတယ်ဒီနောက်ထပ်၄ချက်မြောက်ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရင်တုံတာပဲဖြစ်ပါတယ်ရင်တုံတာဆိုတဲ့နေရာမှာလည်းပေါ့နော်သူကနှလုံးယောဂအကြောင်းနေမဟုတ်တခြားအကြောင်းရင်းအကြောင်းလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ပုံမှန်လူတွေ stress တွေများတယ်နော် anxiety များတယ် coffee တောက်တာဆိုလို့ရှိရင်လည်းရင်ကတုံတက်တာပါပဲဒါပေမဲ့အဲ့လိုခဏလေးမဟုတ်ပဲねဇက်တိုက်တုံနေတယ်နှလုံးခုန်လုံးတွေကတစ်ချက်ကြာရက်သွားတယ်ဒီလိုမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြီးတော့မှပြသတင်ပါတယ်ဒီချက်ကလေးကတော့ကျွန်တော်တို့နှလုံးယောဂဖြစ်နေကြောင်းပြနေတဲ့အဓိကလက္ခဏာလေးတွေပဲဖြစ်ပါတယ်အကယ်၍ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုတွေထဲမှာဒီလိုလက္ခဏာလေးတွေရှိနေပြီဆိုလို့ရှိရင်เนาะဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတခြားလေးပြသဖို့အတွက်အကြံပေးစီလိုပါတယ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးမိသားစုဝင်တွေထဲမှာဒီလိုလက္ခဏာတွေတွေ့နေရပြီဆိုလို့ရှိရင်เนาะကိုယ့်ရဲ့မိသားစုဝင်ကိုဒီနှလုံးဆရာဝန်ဖြစ်တခြားသမားတော်ဖြစ်အမြန်ဆုံးသွားပြဖို့အတွက်တိုက်တွန်းဖို့အတွက်အကြံပေးလိုပါတယ်အနည်းပြန်ဆိုရလို့ရှိရင်ကျွန်တော်တို့အဓိက၅ချက်ပေါ့နော်
ပထမဆုံးတစ်ချက်ကတော့ရင်ဘတ်အောင်မယ်ပြီးတော့ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့မောမယ်ပြီးတော့တတိယတစ်ချက်ကတော့ကျွန်တော်တို့ဖောမယ်ပြီးတော့ကျွန်တော်တို့ရင်တုံတာမျိုးရှိမယ်ဒီအချက်ကလေးတွေရှိတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီနှလုံးကြောင်ဖြစ်တဲ့လက္ခဏာလေးတွေဆိုတာကိုသတိထားစေချင်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကဘိုးတုတတဲ့အများကြီးရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကဲအားလုံးလည်းနောက်ထပ်တင်ပါလေကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးတွေကိုဆက်လက်ပြီးတော့မှကျွန်တော်အသိပညာပေးနေအောင်မှာဖြစ်တဲ့အတွက်နောက်ထပ်ဆက်ပြီးတော့မှကြည့်ရှင်နဲ့နားထောင်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့အတွက်ပြောလိုပါတယ်ဒါဆိုရင်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အပတ်ဒီမှာကျွန်တော်တို့ပြန်တွေ့ကြမယ်